အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆရာတို့က Microsoft Word lesson တွေကိုလေ့လာမှာဖြစ်တယ်ပေါ့နော်ဒီနေ့မှာတော့ဒုတိယမြောက်အနေနဲ့ ruler အကြောင်းကိုဆရာပြောပြမှာဖြစ်တယ်အဲ့တော့ရှေ့သင်ခန်းစာမှာအသုံးပြုခဲ့တဲ့ ribbon ဆိုတဲ့ file ကိုပဲတစ်ခေါက်ပြန်ဖွင့်ပြီးတော့ပေါ့နော်ဆရာတို့ကဒီ ruler နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ကြည့်မယ်ပေါ့နော်အဲ့တော့ပထမဆုံးဆရာတို့ကဒီမှာရေပြင်ကြီးအတိုင်းပေတံတစ်ခုရှိမယ်ပြီးလို့ရှိရင်အလျားလိုက်ပေတံတစ်ခုရှိမယ်ဒေါင်လိုက်ပေတံတစ်ခုရှိမယ်အဲ့ဒီပေတံတစ်ခုရဲ့ကြားထဲမှာ album တံ tab ကလေးရှိနေပါတော့အဲ့ဒီ album တံ tab လေးကတစ်ချက်ချင်းစီနှိပ်ပြီးတော့တခြားသော size တွေဖြစ်ပြောင်းလို့ရတယ်လောလောဆယ်တော့ဆရာတို့က album တံလေးပဲဖြစ်အောင်ပြန်နှိပ်ပေးတာနော်အဲ့ဒါကပါဝင်တဲ့ tab တစ်ခုချင်းစီကိုနောက်သင်ခန်းစာကြရင်ပြောပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ ruler လေးကိုခေါ်ချင်တယ်ဆိုရင်ဆရာတို့က view လေးကနေပြီးတော့ဟောဒီမှာ ruler ဆိုတာကိုအမှန်ကြီးချစ်ပေးလိုက်ရင်ပေါ်နေမယ်အမှန်ကြီးဖြောက်လိုက်ရင်ပျောက်သွားမယ်ပေါ့နော်အဲ့တော့ဒီ ruler မတွေ့ဘူးတို့ရဲ့ software ထဲမှာဒီ ruler လေးကိုမတွေ့ဘူးဆိုရင် view menu ကိုလာပြီးတော့ဟောဒီ ruler ကိုအမှန်ကြီးချစ်ပေးလိုက်ရင်ပေါ်လာလိုက်မယ်အဲ့တော့ဒီမှာ home လေးကိုပြန်လာမယ်ဒီ ruler မှာဆရာတို့ကသူ့ရဲ့အတိုင်းအတာ inches နဲ့ပေါ်ပြထားတယ်ပေါ့ကွာအဲ့တော့တခြားသော unit measurement unit တွေကိုပြောင်းချင်တယ်ဆိုလို့ရှိရင် file ထဲကနေပြီးတော့ဆရာတို့က option ကိုလာမယ်နော် option ကိုလာပြီးပါလို့ရှိရင် advanced ဆိုတဲ့နေရာမှာဒီမှာဆရာတို့ကadvanced ဆိုတဲ့နေရာမှာဟုတ်ပါနော် display ဆိုတဲ့အပိုင်းကိုလာလိုက်မယ်နော်ဒီ mouse မရှိတဲ့အတွက်ဒီက touch pad လေးနဲ့ရွှေ့ရတာဆိုတော့နည်းနည်းလေးတော့ကြာသွားတယ်ပေါ့နော် mouse နဲ့ဆိုရင်တော့ပြန်ရွှေ့လို့ရတယ်ပေါ့အဲ့မှာ display ဆိုတဲ့အပိုင်းမှာဆရာတို့က show measurement in unit of ဆိုတဲ့နေရာမှာ inches ဖြစ်နေတဲ့အတွက်ပေတံမှာ inches ဖြစ်နေမယ်နောက်ထပ်ရွေးလို့ရတဲ့ unit တွေအနေနဲ့က centimeter ရှိတယ် millimeter ရှိတယ် point ရှိတယ် picas ရှိတယ်ပေါ့နော် picas ဆိုတာကကြတော့ဆရာတို့ကအသေးဆုံး unit ပေါ့နော်အဲ့လိုမှတ်ထားပါပေါ့နော်အဲ့ဆရာတို့ကဒီမှာ inches ကကြတော့ဆရာတို့သိပြီးသားလက်မကိုပြောတာ centimeter ကိုပြောင်းပြီးတော့ okay နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ရဲ့ပေတံဘွား unit က centimeter နဲ့တိုင်းတာလို့ရတဲ့ unit ဖြစ်သွားလိမ့်မယ်နော်စာရွက်ရဲ့ဘယ်လောက် centimeter margin အတွင်းထဲမှာဘယ်လောက် centimeter ဘယ်နေရာမှာဘယ်လိုထားမလဲပါညာပေါ့ကွာအဲ့လိုမျိုးလေးတွေဆရာတို့ကသုံးလို့ရတယ်ပေါ့အဲ့တော့ inches ပြန်ပြောင်းခြင်း file ထဲကနေပြီးတော့ option ကိုပြန်လာမယ်လာပြီးွားရင် advanced ကိုလာdisplay ဆိုတဲ့နေရာမှာဆရာတို့က inches ကိုပြန်ပြောင်းပေးလိုက်ရင်ပေတံလေးရဲ့ unit chain နဲ့နောက်ပြီးတော့ဖော်ဖြောက်လုပ်တဲ့သူ့ရဲ့လုံဆောင်ချက်လေးအဆင်ပြေပြီเนาะအဲ့တော့ဒီနေ့သင်ခန်းစာမှာတော့ဒီလောက်နဲ့ရန်နာပါမယ်နောက်သင်ခန်းစာမှာတော့ဆရာတို့ကတခြားသော tutorial တွေကိုဆက်လေ့လာကျေးဇူးတင်ပါတယ်